အခုကတော့ညီမနှစ်ယောက်ကားနဲ့သွားနေဖြစ်ပါတယ်ကားနဲ့သွားပြီးတော့အိမ်ဆောင်မှာဖြစ်ပါတယ်အခုတော့နေအောင်ကစားကိုအိမ်ဆောင်နေအောင်သွားဖို့အိမ်ဆောင်နေအောင်ကစားကိုဖြစ်ရပါတယ်နေအောင်တော့ပဲညီမဆက်ပြီးမဆွေးရပါဘူးအခုအဲ့ဟာလေးကြီးတော့ရေးလိုက်ပါတယ်အခုဒါညီမလေးကသူကအိမ်ဆောက်ဖို့အတွက်မြေနေရာမှာအိမ်ကျွေးနေချိန်မှာကိုကသွားညီကအိမ်နေချိန်မှာပဲဟိသွားတီးနေဖြစ်ပါတယ်ဟုတ်ပါတယ်အမအိမ်ရွေးနေတဲ့အချိန်အမရှောက်သွားနေရတယ်ဘဲဒီရဲ့ချိန်မှာလူထွက်လာလို့အိမ်ကိုထမသွားတော့ပါဘူးနောက်ထပ်အိမ်ထပ်သွားပါတယ်နောက်ထပ်အိမ်လေးလိုက်ပြီးတော့ဘဲဒီတီးပါတယ်အမဘဲဝင်တီးပါတယ်တီးတော့ဘူးမှထွက်မလာပါဘူးထွက်မလာတဲ့အတွက်ကိုယ့်အိမ်ကိုပဲပြန်လို့ဆုံးဖြတ်လိုက်ပါတယ်တခြားအိမ်ထပ်သွားတီးကြည့်ပါသေးတယ်နောက်ဆုံးကိုယ့်အိမ်ကိုပြန်လာလို့ပြောလိုက်တဲ့ခါမှာပြန်ရောက်လာပါတယ်ကျမတို့အိမ်မျိုးကြည့်ပါအရင်လှပါတယ်ခရစ်စမတ်အိမ်လေးလောက်ထားတာဖြစ်ပါတယ်အိမ်လေးဝင်တဲ့အချိန်မှာစောင့်ကြည့်မှာခုံလေးတွေပဲခုံလေးမှာကျမဝီမီခဏထိုင်လိုက်ပါတယ်သူကြတော့အိမ်နောက်ဖေးကိုကျမပြသွားခဲ့မှာအချိန်မှာခဏထိုင်လိုက်ပါသေးတယ်အိမ်ပြီးနောက်ခရစ်စမတ်တိပြီးတော့ပြောလေးအရင်လှပါတယ်ခုတော့အိမ်လေးရောက်ပါပြီအိမ်လေးဝင်တဲ့အချိန်မှာကျမတို့အိမ်ရှိရမွေးမယ်နောက်ဖေးဘက်ကဝင်လိုက်တာဖြစ်ပါတယ်ညီမလေးအဆိုင်မရဒီနေတဲ့အချိန်မှာကျမကreaction ပေးဖို့လုပ်နေရပါ reaction ပေးလိုက်တဲ့ reaction ရှိပါဝင်တီးပါတယ်အဲ့ညီမထောက်ရပါပြီပြီးတော့ကျမတို့အိမ်မှာကျမအကောင်လေးမွေးလိုက်ပါတယ်အကောင်လေးဆိုအဖြူအောင်တုံးလေးဖြစ်ပါတယ်အိမ်တရားလှတဲ့အတွက်ညီမနှစ်ယောက်လည်းနေချင်းစရာအိမ်လေးဖြစ်ပါတယ်အရင်ကချိုးကောင်မလေးမမီးမွေးတဲ့နေရာလေးရှိပါတယ်ဟုတ်ပါတယ်အခုချိန်မှာတော့အိမ်ထဲမှာကျမနဲ့ကျမမွေးရတဲ့တိုးဖြူအောင်ပေါက်လေးမြန်ရှောက်သွားနေရဖြစ်ပါတယ်ကျမတိုးလေးကိုကျမခေါ်ပြီးတော့ကျမအိမ်မော်တက်ကိုညီမလေးကခေါ်လို့သွားကြည့်ရဖြစ်ပါတယ်ဟုတ်ပါတယ်အမကိုအခန်းပေးဖို့လမ်းခေါ်တာကိုတောင်းနဲ့မရောက်လာဘူးသိလားအိမ်မှာသူပေးတဲ့အခန်းကိုကျမဝင်နေချိန်မှာကျမအရင်တပိုးကြပါပါတယ်အခန်းပုံစံလေးကအရင်ကိုလှပြီးတော့နေရာလေးကျဲပါတယ်ဒီချိုးခန်းလေးကတက်ပါလို့ဝေလက်ခန်းလည်းတက်ပါပါတယ်အိမ်မှာအခန်းရဲ့ပုံစံလေးကပန်းရောင်လေးနဲ့အရင်က main ကလေးနေဦးအတွက်အရင်ကတင့်တော်ပါတယ်ဒီကိန်းက main ကလေးလေးပဲဖြစ်ကြားလေးပဲဖြစ်အကုန်လုံးဆော့လို့အရင်တင့်တော်ပါတယ်အဲထဲမှာအင်ကြီးဝစ်စားလေးလေးကိုကြိုက်လို့လဲလို့ရပါတယ်အခုတော့ကျမအလှပြနေရပါအရင်လာတော့ကျမအမပါအိမ်မှာကျမရှောက်ပတ်ကြီးကျမမီးရေရှောက်ခွင့်ကြီးကိုလုပ်ပါတယ်လုပ်လို့မရပါဘူးအဲ့တော့ကျမအိမ်ရှိကိုထွက်ပြီးတော့ဝမ်းနာတကောက်ဖွင့်လိုက်ပါတယ်အိမ်ရှိ view လေးကအရင်လှပါတယ်အိမ်ရှိမှာကျမတို့အင်ကြီးနာချင်းလေးတွေရှိပါတယ်ကျမဟိုဘက်အခန်းကိုကျမသွားခြင်းတဲ့အတွက်ကျမဒီကလေးဘက်ကနေခုံပြီးသွားလိုက်တာပါကျမတူရီကအပြူကြပါပါတယ်ကျမကတော့အဲ့ကိုခုံလိုက်ပါတယ်ကျမရောက်သွားပါတယ်အဲ့မဲ့အဲ့တကောက်ဖွင့်လိုက်ကျမလုံးဝဖွင့်လို့မရပါဘူးအဲ့တော့ကျမလည်းမဟုတ်ကျမခေါ်ပါတယ်တကောက်ဖွင့်နိုင်မှသူမဖွင့်ပေးပါဘူးအဲ့မဖွင့်ပေးရမှာပါဘူးပုံမှန်အလုပ်ရှုပ်နေချိန်သူကလှမ်းခေါ်လိုက်တော့ရုပ်ကြည့်ရမရောက်လာတာပါဟုတ်ပါတယ်အဲ့နဲ့ကျမအဲ့ကနေပြီးတော့ကျမဟိုဘက်ကိုခုံမဲ့ချိန်မှာကျမအဟုတ်ပြကြပါပါတယ်ကျမအိမ်မှာအိမ်ထဲကိုပြန်ဝင်မယ်လို့တဲ့ချိန်မှာအိမ်တကားကကျမလုံးဝဖွင့်လို့မရပါဘူးအိမ်ကညီမလေးကစောက်ထားတာမဟုတ်လို့ပါအဲ့တကားဖွင့်လို့မရတာကညီမလည်းလောက်ခတ်ထားမှာမပါဘူးသူကသူအဲ့လိုတက်မဲ့ဖြစ်သွားတဲ့ပုံစံမျိုးပါအဲ့တော့ကျမသူ့တကားဖွင့်ခိုင်းလိုက်ပါတယ်အိမ်မှာသူကအဆေးတဲ့တကားလှမ်းဖွင့်ပြီးကျမဝင်သွားပါတယ်ကျမဒီစောက်လေးဝင်ကျမဒီအပြောင်းအချောင်းကြီးတွေ့ပါလိမ့်မယ်အဲ့ပြောင်းအချောင်းကြီးကျမတိုင်ရင်းထင်တာပါကျမအဲ့ကုတ်ဖက်တက်ဝေးကျမလုပ်ပါတယ်ကျမကုတ်ဖက်တက်ကြည့်ပါတယ်ကျမတိုးလေးကျမကုတ်ဖက်တက်ကြည့်တယ်ဒါပေမဲ့အမှန်ကတော့အဲ့တိုင်ရင်းမဟုတ်ဘဲနဲ့ဒီအမှန်ကြီးဖြစ်နေပါတယ်ကျမဒီတကားကိုလည်းဖွင့်မလို့ကြည့်ပါတယ်ဖွင့်လို့မရပါဘူးဘာတကားလည်းမသိပါဘူးကျမညီမလေးကျမမေးကြည့်ပါတလှိခါလားဆိုပြီးမှမေးပြီးကျမအိမ်မွားတော့ပြန်တက်သွားပါတယ်ဝက်ဆင်းသွားပါတယ်ညီမညကအဲ့လိုတလွဲလေးတွေလုပ်လိုက်ရမှာကျမအပေါ်ဆုံးတက်ကိုတွားကြည့်လိုက်ပါတယ်အပေါ်ဆုံးတက်ပါလိရှိလဲဆိုပြီးတော့တကားကိုဖွင့်လိုက်ကြကျမညီမလေးအခန်းလားကျမညီမလေးအခန်းမဟုတ်ပါဘူးဟုတ်ပါတယ်တကယ်ပါကိုညီမခဏကိုမသိရဲ့အမားတယောက်ပါသူ့အခန်းကောင်းစားပေးကိုကအခန်းဆုပ်လေးမှာနေရတာပါသူအခန်းလေးကျမလိုက်ကြတော့လေအဆင်ပြေပါတယ်သိမဆိုးပါဘူးဒီချိုးကန်းလေးလေအရင်မီးလင်းအောင်လေအရင်ကောင်းနေမိသားကပေးစရာမလိုပါဘူးဒါဒီလိုမျိုးကိုယ့်ရင်ကိုယ်အနေနေခြင်းနဲ့ပြီးမှအိမ်မပိုင်ဘူးဆိုရင်ဒီလိုဂိမ်းလေးကိုစော့တင်ပါရနော်ဒီဂိမ်းထဲမှာနိုင်ငံခြား international friend လေးတွေအများကြီးရနိုင်နေတော့အိမ်မှာတငယ်ချင်းတွေနဲ့စကားပြောလို့ရပါတယ်ကျမတို့ကတော့ဖိလစ်ပင်းတို့ထိုင်လန်တို့အဲ့ရတငယ်ချင်းတွေတို့များကျမတို့စကားပြောပြပါတယ်ရှင်ဒါပေမဲ့ဒီထဲမှာတော့တိတ်မပြောဖြစ်ပါဘူးဒီထဲမှာတော့ကျမတို့ဒီခုစော့နေနေတော့ကောင်မလေးတငယ်ချင်းတေးပါကျမတို့လာပြီးခေါ်ပါတယ်သူ့အိမ်ကိုကျမတို့လာပြီးဖိတ်ပါအဲ့တော့ကျမတို့သူ့အိမ်ကိုလိုက်သွားပြီးတော့ညအိတ်တိုက်ပဲလုပ်ခဲ့ပါသည်ဒီဂိမ်းတစ်ခုကဘာလို့ကောင်းလာလဲဆိုရင်ဒီဂိမ်းကအဲ့လိုပါတီပါလည်းပိတ်လို့ရတယ်မွေးနေ့ပါဆိုရင်အဲ့လိုပါတီဖိတ်ပြီးခေါ်လို့ရပါတယ်ဒီချိုးကန်စုံထဲမှာကျမရေချိုးနေရဖြစ်ပါတယ်
အဲ့မှာကျမလျှောက်သွားပါတယ်ကျမလျှောက်သွားရင်းနဲ့ဘယ်ဝဲဝါလဲဆိုတော့ကျမအေကန်အပေါ်တက်ခိုင်းအေကန်ကိုရောက်ပါတယ်ကျမအခန်းလေးလိုက်ဖွင့်ကြည့်ပါတယ်ဒါအလုပ်ခန်းဖြစ်ပါတယ်အလုပ်စပွဲပါ ဟုတ်ပါတယ်အမကိုကျမအလုပ်ရမ်းလုပ်ခိုင်းပါတယ်အိမ်လာကြပေးဖို့ပါ ကျမတို့ဒီအိမ်နာချင်းမျိုးရှောက်ပြီးတော့တွားကြပါတယ်ဒီမှာကျမခွေးလေးလည်းချီလို့ရတယ်ခွေးလေးကိုလည်းဟိုကျိုးလေးနဲ့ဆွဲပြီးတွားလို့ရတယ်ပေါ့နော်ခွေးလေးမဟုတ်ပါဘူးဒီမှာပူးလေးတွေမွေးလို့ရတယ်ကြောင်လေးတွေခွေးလေးတွေအကုန်မွေးလို့ရပါတယ်ကျမမွေးထားဒီမှာကျမခွေးလေးကျမရဲ့ပရာကောင်လေးနဲ့ဒါလေးကတိုးပေါင်လေးပါ ဟုတ်ပါတယ်ဒီထဲမှာမွေးချင်တယ်ဆိုရင်တော့တချို့ကောင်လေးတွေကကျတော့ ribbon နဲ့ဝယ်ရတဲ့အားရှိပါတယ်အိမ်တွေလည်းအဲ့လို ribbon နဲ့ဝယ်ရတဲ့အိမ်ရှိပါတယ်အဲ့လို ribbon နဲ့ဝယ်တဲ့အိမ်တွေကကျတော့အိမ်တွေလှပြီးတော့အဆင်ပြေပါတယ် ကျမဒီမှာပစ္စည်းတွေကြည့်ပြီးတော့ကျမပစ္စည်းတွေထားဖို့လုပ်နေရပါဒါပေမဲ့ကျမစိတ်ပြောင်းသွားပါတယ်စိတ်ပြောင်းတဲ့အချိန်မှာကျမအပေါ်ကနေခုန်ချရမှာဖြစ်ပါတယ်ကျမခုန်ချပြီးတော့ကျမအပြင်ကိုသွားဖို့အတွက်ကျမဒီမှာလေးကျမလမ်းခေါ်လိုက်ပါတယ်ခေါ်ပြီးတော့ကျမပြင်သွားမှာပါ ညီမတို့ရဲ့ရှေ့အိမ်လေးကလှလိုက်တာ ဟုတ်ပါတယ်အရင်လှပါတယ်ဒီထဲမှာရှိတဲ့ဂိမ်းမှာရှိတဲ့အိမ်တွေအကုန်လုံးကတော်တော်လေးလှပြီးချစ်ဖို့ကောင်းကြပါတယ် ဒီထဲမှာကောင်းတာကအဲ့လိုအပြင်မှာအိမ်မပိုင်လို့ကောင်လေးနဲ့တွေ့ကျင်တယ်ဆိုရင်လည်းအဆင်ပြေပါတယ် ဒီမှာကောင်းလေးနေလိမ့်လို့ရပါတယ်နောက်ပြီးတော့ဟိုခလေးလေးပုံစံလေးပြောင်းလို့ရပါတယ်ကျမတို့လမ်းမှာဆော့နေတော့မွေးခါစားခလေးလေးတွေ့လို့ကျမလေးအောင်ချီပြီးတော့ခလေးလေးကိုမွေးထားလိုက်ပါသေး ဟုတ်ပါတယ်ဒါအရှိမရထားတဲ့ခါကျမကပါစောနာကကျမရက်ခဲ့တာပါ ဒါကျမသူများအိမ်တို့စပိန်နဲ့ရှောက်ဝင်နေတယ်မှာဆိုရင်မှဝါဖြစ်ပါတယ် အဲ့လိုပယံပတ်တာပေါက်လို့ပဲဆိုင်လူတာပါ ကျမအမရှောက်သွားကြည့်ပါတယ်ကျမတကားလေးဖွင့်ပြီးကြည့်ကြည့်ပါတယ် ကျမတို့ညီမနှစ်ယောက်ကဒီဟာတစ်ခုတည်းနေမဟုတ်ပါဘူးဒီဂိမ်းတစ်ခုတည်းမဟုတ်ဂိမ်းနဲ့နောက်နှစ်ခုတော့ထပ်ဆော့ဖို့ရှိသေးပါတယ် ကျမတို့ဂိမ်း3ခုလောက်ဆော့ပါတယ်ကျမမိုင်းလင်းချန်လေးဆော့ပါတယ် Minecraft လေးဆော့ပါတယ်ဒီ Roblox လေးဆော့ပါတယ် Roblox မှာဆိုကျမတို့တရေချင်းကြီးလေးဆော့ပါတယ် ဆော့ကျင်တယ်ညီမတို့လည်းသူဆော့ကျင်တယ်မိုဘိုင်းနဲ့ပဲဖြစ် Roblox ပဲဖြစ်အဲ့လို Minecraft ပဲဖြစ်ဆော့ကျင်တယ်ဆိုရင်အမားတို့ရဲ့ channel လေးညီမတို့ရဲ့ channel လေးမှာလာပြီးတော့ပြောပြလို့ရပါတယ်နော် Subscribe လုပ်ပြီးတော့ comment မှာလာပြီးတော့ like တဲပေးနောက်ပြလို့ရှိရင် like ပေးတဲပေးရလို့ရှိရင်ကျမတို့ ਨੇ ဆော့ရင်လို့ရှိရင် user name လေးချထားခဲ့ပါကျမတို့လာအပ်ပြီးတော့အတူတူဆော့ကြပါမယ် ဟုတ်ပါတယ်ဒါကတော့အပြင်သွားမယ့်အပိုင်းလေးပါ ဒီမှာကားပေါ်တက်မှာဖြစ်ပါတယ်ဒီကားတော့ညီမလေးရဲ့ကားဖြစ်ပါတယ်